ကျန်းမာရေးကောင်းဖို့ကိုယုံကြည်မှုရှိဖို့ဆိုရင်နေ့စဉ်တန်ရှင်းရေးအလေးအကျင့်ကအရေးကြီးပါတယ်အမျိုးသမီးတိုင်းလိုက်နာတဲ့တန်ရှင်းရေးအလေးအကျင့်10 ချက်ကိုပြောပြပါမယ်နံပါတ်1သွားနဲ့ရှာကိုနေ့တိုင်းတန်ရှင်းအောင်တိုက်ပါခတွင်အန်ကောင်းချင်းဟာခတွင်တန်ရှင်းမှုကနေစတင်ပါတယ်နံပါတ်2အတွင်းခံကိုနေ့စဉ်လဲပါချွေးဆူသွားရင်ချစ်ချစ်လဲပေးတာပိုတန်ရှင်းပါတယ်နံပါတ်3ရေချိုးတဲ့အခါခန္ဓာကိုယ်အနှံ့သေးချစေကြောပါကြိုင်လဲပင်နားနောက်နဲ့ပေါင်ချံတွေကိုအထူးဂယုတဆိုင်နဲ့တန်ရှင်းပေးပါနံပါတ်4ရေချိုးပြီးရင်အသားအရည်ကို6သွေးအောင်တုပ်ပါဆွဆွနေခြင်းကအနှံ့ဆိုးနဲ့အရေးပြပြဿနာတွေဖြစ်စေနိုင်ပါတယ်နံပါတ်5ပူနေတဲ့နေ့တွေမှာအရန်ကျက်တဲ့အဝတ်အစားတွေကိုအချိန်ကြာမဝတ်သင့်ပါဘူးနံပါတ်6တမရလာချိန်မှာပဲ့သုံးမဟုတ်လိုင်းနာကိုပုံမှန်လဲပေးပါတန်ရှင်းမှုကိုထိမ့်သိမ့်ပြီးမသက်မတာဖြစ်ခြင်းကိုရော့နေစေပါတယ်နံပါတ်9တန်ရှင်းတဲ့တပတ်ကိုသာအသုံးပြုပါဆိုနေတဲ့တပတ်ကိုရက်ပေါင်းများစွာအသုံးမပြုသင့်ပါနံပါတ်10ခေါင်းအုံးစွတ်ကိုပုံမှန်လျှော်ပါချွေအစီနဲ့ဖုံမုံတွေစုပုံလာနိုင်ပါတယ်နံပါတ်9လက်သေးကိုအမြဲတန်ရှင်းအောင်ထိမ့်သိမ့်ပါလက်သေးအောက်မှာပုံမွားတွေစုနေနိုင်ပါတယ်နံပါတ်10နေ့စဉ်ရေလုံလောက်စွာတောက်ပါခန္ဓာကိုယ်ကျန်းမာရေးနဲ့တန်ရှင်းလန်းဆန်းမှုကိုအထောက်အကူပြုပါတယ်ကိုဂယုဆိုင်နာဟာအလားအပအတွက်သာမဟုတ်ပဲကျန်းမာရေးအတွက်လည်းအရေးကြီးတဲ့အလေးအကျင့်တစ်ခုဖြစ်ပါတယ်ကျန်းမာရေးကောင်းဖို့ကိုယုံကြည်မှုရှိဖို့ဆိုရင်နေ့စဉ်တန်ရှင်းရေးအလေးအကျင့်ကအရေးကြီးပါတယ်ကိုဂယုဆိုင်နာဟာအလားအပအတွက်သာမဟုတ်ပဲကျန်းမာရေးအတွက်လည်းအရေးကြီးတဲ့အလေးအကျင့်တစ်ခုဖြစ်ပါတယ်